ဗီဒီယိုလေးမတင်ရတာတော်တော်ကြာသွားပြီပေါ့နော်အဲ့တော့ခုလိုဆောင်းနေချိန်လေးအေးနဲ့နည်းနည်းနွေးလေးဖြစ်အောင်ကိုင်းကြီးလေးဝတ်ပြီးတော့တစ်ခေါက်တော့ရှင်းပြအောင်မယ်အဲ့ဒါဘာလို့ဆိုတော့အခုကရိယာ24လုံးနော်အဲ့တော့ auxiliary verb or နော် helping verb လို့လည်းခေါ်တယ်24လုံးအဲ့တော့24လုံးကဘာတွေလုံးဆိုတော့ရှိတာတော့ emit စာ whatsoever share wear နော်နောက်တစ်ခုက do does did have they has they had they အဲ့ဒါတွေကသင်ပြီးပြီ24လုံးနဲ့မှာအဲ့ဒါတွေကသင်ပြီးပြီအဲ့တော့အခုကြံတဲ့ဟာကြတော့ share လိမ့်မည် show ခဲလိမ့်မည် we လိမ့်မည် work ခဲလိမ့်မည်ကဲနိုင်ပြီကိုနိုင်ခဲ့ပြီမေနိုင်ရင်နိုင်ပြီမိုက်နိုင်ရင်နိုင်ခဲ့ပြီမတ်ဆိုတာကရမည် show ကသင်သည် ought to ကသင်သည် used to အလေးရှိခဲ့သည်အဲ့ဒီလိုကြံတဲ့ဟာလေးလောက်ကိုပဲအလေးထားပြီးပြောတော့မယ်ဘာလို့လို့အမိသာဝတ်ဆိုရပြောပြီးပြီလေဖြစ်ရှိကရိယာလေ have has ကမရှိကရိယာ had ပြီးပြီ do does ကလည်းအခုကရိယာတွေနိနဲ့တရားကတော့နည်းနည်းကြံနေတယ်အဲ့ဒါကတော့သူကအခုအနေနဲ့လဲသုံးတယ်မူရင်းကရိယာ principal verb နဲ့လဲသုံးတာကြောင့်အဲ့ဒီနှစ်ခုကတော့ဖယ်ထားတယ်အဲ့တော့လောက်ရမယ့်အကြောင်းရင်းကတော့အဲ့ဒီအခုကရိယာရဲ့ဗမာလိုကိုအရင်ကြည့်ရမယ်ဗမာလူအရင်ကြည့်ပြီးတော့ဖြစ်ရှိကရိယာလုပ်ချင်ရင်အဲ့ဒါတွေကို B တစ်လုံးနဲ့လည်းတွေ့ B တစ်လုံးနဲ့ပဲနာမဝိသေသနာကရိယာ adjective ပါလုပ်ချင်လို့ရှိရင် B အပေါင်း adjective တစ်ခုနဲ့တွေ့ဥပမာဆိုချမ်းသာသောဆင်းရဲသောပေါ့မှာရှိကရိယာလုပ်ချင်ရင် H ဘူကြီးတစ်ခုတည်းနဲ့တွေ့နော်မှာရှိကရိယာ H ဘူကြီးတစ်ခုပဲမောင်ပမောင်မြပြီး has နဲ့မလို့ပြုလုပ်ခြင်းများကရိယာကြတော့ go can eat စလိကြိုက်တာတွေနဲ့တွဲအခုသင်ပြမယ့်အကြောင်းအရာကတော့အခုကရိယာ24လုံးကိုမြန်မာဘာသာနဲ့စီရင်ပြီးတော့ဘယ်လိုသွားတယ်ဘယ်လိုရေးတယ်ဘယ်လိုသုံးရမယ်ဆိုတာကိုအခြေခံအကြောင်းသားတွေအတွက်ပြခြင်းဖြစ်ပါတယ်အဆင့်မြင့်အကြောင်းသားတွေအတွက်ကတော့ကြော်ရင်လည်းကြော်လို့ရပါတယ်နော်နောက်တစ်ခါကြည့်တဲ့လူတွေနေနဲ့ကလည်းပဲနှစ်သက်တယ်ဆိုရင်လည်း like and share လေးတော့လုပ်ပြီးတော့ဒီလိုဆရာသမားကြီးပေါ့နော်ဒီလိုဆရာကြီးမျိုးသင်တာလေးကိုကျေးဇူးပြုပြီးတော့ like and share လို့လုပ်ပေးပါလို့ပြောချင်ပါတယ်အခုပြောပေးပါမယ် auxiliary verb or helping verb အခုကနေ့ကအမှန်တော့24လုံးရှိတယ်အဲ့ဒီထဲမှာအခုသင်မှာက share should will would can could may might must should ought to နဲ့ used to ဒါပဲပြောတော့မယ်ပေါ့နော်အဲ့တော့သူတို့ရဲ့ဗမာလိုအရေးတက် share လေးပြီး show ခဲလေးပြီး we လေးပြီး work ခဲလေးပြီးကဲနိုင်ပြီးကိုနိုင်ခဲ့သည်မေနိုင်ရင်နိုင်သည်မိုက်နိုင်ရင်နိုင်ခဲ့သည်မတ်ကရမည်ရှုကသင့်သည်အော်ဒူကသင့်သည် used to အလေးရှိခဲ့သည်အဲ့ဒါတွေကိုဖြစ်ရှိကရိယာလို့ကျွန်တော် B နဲ့တွဲတယ်နာမဝိသေသနာကရိယာလို့ကျွန်တော် B ပေါင်း adjective တစ်လုံးလုံးနဲ့တွဲလိုက်မာရှိကရိယာလို့ကျွန်တော် have နဲ့တွဲပြုလို့ခြင်းကကရိယာကြတော့ကိုကြိုက်တဲ့ကရိယာသွားမယ်လာမယ်စားမယ်ဝယ်မယ်အိတ်မယ်တစ်ခုခုနဲ့တွဲဝိတ်နော်ဥပမာကြည့်မယ်နားထောင်မယ် shall be ဖြစ်လိမ့်မည် should be ဖြစ်ခဲ့လိမ့်မည် will be ဖြစ်လိမ့်မည် would be ဖြစ်ခဲ့လိမ့်မည် can be ဖြစ်နိုင်မည် could be ဖြစ်နိုင်ခဲ့သည် may be ဖြစ်ခြင်းဖြစ်နိုင်မည် might be ဖြစ်ခြင်းဖြစ်နိုင်ခဲ့သည် must be ဖြစ်ရမည် should be ဖြစ်သင့်သည် ought to be ဖြစ်သင့်သည် used to be ဖြစ်လေရှိခဲ့သည်ဒါက B နဲ့တွဲတယ်နောက်တစ်ခါကျတော့ adjective နဲ့သွားပေါင်းမယ် adjective ပိုင်း verb ဖြစ်ရင်တော့ B ထည့် shall be rich ချမ်းသာလိမ့်မည် should be rich ချမ်းသာခဲ့လိမ့်မည် will be rich ချမ်းသာလိမ့်မည် would be rich ချမ်းသာခဲ့လိမ့်မည် can be rich ချမ်းသာနိုင်သည် could be rich ချမ်းသာနိုင်ခဲ့သည် may be rich ချမ်းသာရင်ချမ်းသာနိုင်သည် might be rich ချမ်းသာရင်ချမ်းသာနိုင်ခဲ့သည် must be rich ချမ်းသာရမည် should be rich ချမ်းသာသင့်သည် ought to be rich ချမ်းသာသင့်သည် used to be rich ချမ်းသာလေးရှိခဲ့သည်ချမ်းသာပြီးရင်ဆင်းရဲမှာပေါ့ဆင်းရဲတာတော့မပြောတော့ fat ဝါသောနဲ့ပြောမှာနော် shall be fat ဝါလိမ့်မည် should be fat ဝါခဲ့လိမ့်မည် will be fat ဝါလိမ့်မည်
ဝတ်ပြီးဖဲဝါခဲ့လိမ့်မည်ကံပြီးဖဲဝါနိုင်သည်ကိုယ်ပြီးဖဲဝါနိုင်ခဲ့သည်မေးပြီးဖဲဝါခြင်းဝါနိုင်သည်မိုက်ပြီးဖဲဝါခြင်းဝါနိုင်ခဲ့သည်မတ်ပြီးဖဲဝါရမည်အော်တူပြီးဖဲဝါသင့်သည်ယုစတူပြီးဖဲဝါလေးရှိခဲ့သည်ဟောဓမ္မဝိသေသနာပြီးတော့မှာရှိကရိယာမယ်ဆိုမှာရှိကရိယာအိတ်ဝီတစ်လုံးနဲ့တင်တွဲမှာကဲလိုက်ဆိုကြည့်ပါ shall have မှာရှိလိမ့်မည် should have မှာရှိခဲ့လိမ့်မည် will have မှာရှိလိမ့်မည် would have မှာရှိခဲ့လိမ့်မည် can have မှာရှိနိုင်သည် could have မှာရှိနိုင်ခဲ့သည် may have မှာရှိခြင်းရှိနိုင်သည် might have မှာရှိခြင်းရှိနိုင်ခဲ့သည် must have မှာရှိရမည် should have မှာရှိသင့်သည် ought to have မှာရှိသင့်သည် used to have မှာရှိခဲ့သည်ဟောနောက်တစ်ခါကျတော့ပြုလုပ်ခြင်းများနဲ့တွဲမယ်ပြုလုပ်ခြင်းများဆိုတာ action ဘတ်တွေပေါ့သွားမယ်လာမယ်စားမယ်တောက်မယ်တွေတွဲကြည့်မလား shall go သွားလိမ့်မည် should go သွားခဲ့လိမ့်မည် will go သွားလိမ့်မည် would go သွားခဲ့လိမ့်မည် can go သွားနိုင်သည် could go သွားနိုင်ခဲ့သည် may go သွားခြင်းသွားနိုင်သည် must go သွားရမည် might go သွားခြင်းသွားနိုင်ခဲ့သည် should go သွားသင့်သည် ought to go သွားသင့်သည် used to go သွားလေရှိခဲ့သည်အဲ့တော့ should က2မျိုးရှိတယ်ဒီနေရာမှာခဲ့သည်လို့ပြောတယ်ဒီနေရာမှာကသင့်သည်လို့ပြောတယ်ဒါအခြေအနေကိုကြည့်သုံးတယ်အဲ့တော့ should ကတော့ဒါလိုက်မှာသုံးတာများတယ်ကဲဒီက where လည်းပြော shall ဘိုင်း where လိမ့်မည် should ဘိုင်း where ခဲ့လိမ့်မည် will ဘိုင်း where လိမ့်မည် would ဘိုင်း where ခဲ့လိမ့်မည် can ဘိုင်း where နိုင်တယ် could ဘိုင်း where နိုင်ခဲ့တယ် may ဘိုင်း where ခြင်း where နိုင်မယ် might ဘိုင်း where ခြင်း where နိုင်ခဲ့မယ် must ဘိုင်း where ကို where ရမယ် should ဘိုင်း where သင့်တယ် ought to ဘိုင်း where သင့်တယ် used to ဘိုင်း where လေးရှိခဲ့တယ်အတိတ်ကဖြစ်ရအဲ့တော့ဒါတွေကိုဝါကြအနေနဲ့သုံးမယ်ဆိုရင်တော့ဝါကြတွေကတော့မျိုးမျိုးရှိမှာပေါ့ဥမာဆိုတော့တင်တို့ဒီချမ်းသာကြလိမ့်မယ်ဘာကိုပြောနိုင်ရမလဲနော်ဥမာဆိုရင်ဥပရဲ့သားကလိမ္မာတဲ့နဲ့ဒုံမြရဲ့သမီးကတော့လှပရမယ်ဒုံမြရဲ့သမီးကလှရမယ်ဒုံမြ daughter must be beautiful ခင်ဗျားတို့စာကြိုးစားတဲ့နဲ့နော် you ought to be work hard သူကတော့ဟိုတတိရှိခဲ့တယ်ဒါမျိုးတတိရှိခဲ့တယ် he used to be courageous or used to have courage ဒီလိုနှမျိုးပြောတယ်အဲ့တော့ပြောမယ်ဆိုရင်တော့ဒီထဲမှာကြီးတာလေးတွေကိုသင်ပြီးတော့ဗမာလိုကွက်ကိုရေးကြည့်ပေါ့ဥပမာဆိုတော့ခမားဒီကျောင်းဆရာတယောက်ဖြစ်နိုင်တယ်ခမားမှာကားဟောင်းတည်းရှိနိုင်တယ်ခမားကနော်အလုပ်ကိုသွားနိုင်တယ်ဒါမျိုးကိုပြောတာဥပမာဆိုတော့ရဲ့ခမားတို့ဒီကျောင်းသားများဖြစ်ကြရမယ်ဖြစ်ရမယ်ခမားတို့ဟာချမ်းသာရမယ်ခမားတို့မှာအိမ်ဒီတိုက်ဒီကားတွေရှိရမယ် you နော် must have a lot of money a flat a car etc အဲ့တော့ဒီ goal နဲ့ပေါင်းမယ်ဆိုတော့အဲ့တော့ခင်ဗျားတို့ tuition ကိုသွားတဲ့နဲ့ you should go to tuition every morning ခင်ဗျားတို့နော်ဒီကိုအချိန်မီလာခဲ့တာပေါ့ you should come here in time အဲ့ဒါမျိုးတွေပေါ့လေဗမာလူကတော့ကိုယ်ပါးစပ်တွေကတွေ့တာပဲကိုယ်ပါးစပ်တွေကတွေ့တာကိုကျောင်းသားလည်းတွေးတဲ့အတိုင်းရှောက်ပြီးရေးနိုင်မယ်ပြောနိုင်မယ်ဆိုရင်ဒါအင်္ဂလိပ်စာကတော့တော်တော်လေးအသုံးတဲ့သွားပြီပေါ့တကယ်လို့အကျယ်လို့ရင်းနေဆိုရင်တော့နောက်တစ်ချိန်ထပ်ပြီးလို့ပါလိမ့်မယ်နော်အဲ့တော့ grade ကန်လိုက်တာကတော့အခုကရိယာ24လုံးထဲမှာကြံတဲ့ဟာတွေကိုသင်ပေးပြီးဓာရီဒီပင်လင်အပြောပဲဓာရီဒီပင်လင်အရေးပဲဓာရီဒီပင်လင်ဟို essay letter ထဲမှာပါပါတယ်လို့ပြောရင်ဒီကိုထုတ်ပါတယ်